ကဲဒီနေ့တော့ဒီလိုလေးဝတ်တာနဲ့မုံအပွင့်လေးချက်စားမှာဖြစ်ပါတယ်လိုလေးချက်စားမှာဖြစ်ပါတယ်ဒီနေ့တော့လည်းပြင်ပန်းနေဆိုတော့ကိုကြိုက်တာတော့ကိုချက်စားရပါပါတယ်ဝင်မဲ့ပစ္စည်းလေးတွေကတော့စာပလာလေးတွေမွေးသွားအောင်စီလေးနဲ့ခဏလောက်ချက်ထားရပါစီလေးနဲ့မွေးထားရမယ်ရပြီဆိုတော့ကိုတော့ဝတ်သားလေးထည့်ပါပြပါတယ်ဝတ်သားတော့မရပါဘူးဒါ9ယောက်စားပြပါတယ်ဝတ်သားလေးထည့်မယ်မွေးသွားအောင်တော့ခဏလေးတော့မွေးပေးလိုက်ရမှာပြပါတယ်ဟုတ်တာပဲကဲနေထက်လေးကတော့စားလို့ရတော့မယ်ကိုကတော့စာယူလေးတွေထည့်မှဖြစ်မှာလေဒီကလေးတွေပေါ့ပါဝင်မဲ့ဟာလားဒီဘာမှတော့မဟုတ်ဘူးဒီလောက်လေးပါပဲကျက်လာလို့ဒီထားလေးခဏလောက်ရှိုးလိုက်မယ်အေးရောစားလို့ရတော့မယ်ကိုရဟင်းလို့နဲ့လာစားစင်စပွဲလေးတော့ကောင်းပါတယ်ဒီဦးကတော့မဲတူးနေရမယ်ဒီဦးကမရှိဘူးထင်တယ်ကလည်းအဲ့ဒါကိစ္စမရှိပါဘူးဒီလိုမျိုးအိုးနဲ့ချက်မှစားလို့ကောင်းတာရှိုးလိုက်အောင်ဟိုရှက်ဒီနေ့ဒါချက်မှာရှေ့ရလူတွေစားခိုင်းနေရတာစားလို့တော့ရပါပြီဒါတော့ခွဲတန်းလေးနဲ့၄ယောက်စားလေးထည့်ပါဖြစ်ပါတယ်ထည့်မယ်ဒါ၄ယောက်စားဖြစ်ပါတယ်နောက်ထပ်၄ယောက်စားဒါဘောလုံး6ယောက်စားဖြစ်ပါတယ်ဒီလောက်လေးကိုစားလို့ရပါပြီအားလုံးကကျမ်းမချမ်းသာကြပါစေလို့ဆုမကောင်းတောင်းပါတယ်ကျွန်တော်လည်းကျမ်းပါပါစေလို့ဒီနေ့ညနေစားတော့ဒီလောက်ဖြစ်ပါတယ်အားလုံးကကျေးဇူးတင်ပါတယ်ခင်ဗျာဆွဲတော့ပါ